တပင်လောကမှာအတိုက်ခိုက်တွေမရှိဘဲတိုးတက်ပြောင်းလဲခြင်းနဲ့အားလုံးစီလုံးသိမီလို့မိန်ကုန်းပြောလာတဲ့အောင်စဘူးပရိသတ်ကြီးရဲ့မင်းသားလေးအောင်စဘူးကတော့တပင်လောကမှာအတိုက်ခိုက်တွေများနေပြီးတော့မစီလုံးကြတဲ့သူတွေကိုစီလုံးသိမီလို့ပြောခဲ့ပါတယ်။အခုဆိုရင်ပုံကွယ်နေတဲ့တပင်လောကရဲ့ယဉ်ကျေးမှုတွေကိုဒီဘက်ခေတ်လူငယ်တွေပါပိုသိလာကြပြီးတော့တပင်ကိုတခေတ်ဆန်းတိုးတက်အောင်စဘူးကအခုလိုပဲမထင်မှတ်တဲ့စကားပြောခဲ့တာပါ။အောင်စဘူးကစင်ပေါ်မှာသူ့ညင်ရှိတဲ့လောက်တွေးပြီးတော့သူပြောတာဖြစ်ပါတယ်။တပင်လောကကိုတိုးတက်ပြောင်းလဲခြင်းရင်မမနာတွေအာကာဒတွေမထားဖို့နဲ့အတ္တဆွဲတွေပုဂ္ဂိုလ်ဆွဲတွေမထားဖို့ပြောခဲ့တာဖြစ်ပါတယ်။တပင်လောကဒီလောက်ထိလှပပြီးတိုးတက်အောင်လုပ်နေတာကိုမကောင်းကြံတဲ့သူတွေမကောင်းတဲ့စကားတွေမြင်နေရတယ်ကြားနေရတယ်။သူကရှေ့မှာခေါင်းဆောင်ခေါင်းတွေရှိတယ်။အနောက်ကလည်းလိုက်နိုင်တဲ့အင်အားလည်းရှိတာမလို့စီလုံးစီခြင်းတယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။အောင်စပူနေနဲ့အခုဆိုရင်ဇမင်းသားကြီးတွေရဲ့အနောက်ကနေပညာတွေကိုသင်ယူလေ့လာပြီးတော့အမှားနဲ့အောင်ပြင်ဆင်နေတာမလို့သူချစ်တဲ့ဇက်သပင်ပျက်စီးသွားမှာမလိုလားတာဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးရဲ့တပင်လောကအတွက်စေတနာစကားမင်းကုန်းပြောလာပေးခဲ့တဲ့မင်းသားအောင်စဘူးအပေါ်မှာမှတ်ချက်လေးတွေကိုပြောပြခဲ့ပါအောင်ရှင်။တပင်ကိုချစ်လို့အားပေးကြတဲ့ပရိသတ်တွေအနေနဲ့ပုဂ္ဂိုလ်ဆွဲမထားပဲကိုချစ်တဲ့မင်းသားမင်းသမီးလေးတွေကိုတကူစားအားပေးဖို့တိုက်တွန်းလိုက်ပါတယ်နော်။